မင်္ဂလာပါစိတ်ဝင်စားစရာတွေပြောပြနေတဲ့ recap first ကနေကြိုဆိုပါရစေ။ကဲဒီနေ့တော့2017တုန်းကထွက်ခဲ့တဲ့ action စွန်စားခန်းနဲ့ more ဆန်ဆန်ဇလန်လေးဖြစ်တဲ့ priest နတ်ဆိုးနှိမ့်နှိမ့်သူဆိုတဲ့ရုပ်ရှင်လေးအကြောင်းပြောပြမယ်နော်ဇလန်းစာမှာတော့လူသားတွေနဲ့သွေးစုပ်ဖုတ်ကောင်တွေကြားကနှစ်ပေါင်းများစွာကြာခဲ့တဲ့စစ်ပွဲကြီးအကြောင်းပြထားတယ်။ကဘာပြက်မသက်တိုက်ခဲ့ကြပြီးတော့လူသားတွေဟာဖျားเจ้าရဲ့အကာအကွယ်အောင်မှမျိုးရိုးတွေခတ်ပြီးပုံအောင်နေခဲ့ရတယ်။အဲ့ဒီအချိန်မှာဖုတ်ကောင်တွေကိုနှိမ်နှင်းမှု priest လို့ခေါ်တဲ့အစားထက်တိုက်ခတ်ရေးဖုံးတို့ကြီးတွေကိုမွေးထုတ်ခဲ့ကြတာပေါ့။သူတို့ကတကယ်ကိုကြောက်စရာကောင်းတဲ့စစ်တီတော်တွေဗျ။ဒါပေမဲ့ဖုတ်ကောင်တွေအကုန်သေးကြံတဲ့ကောင်တွေလည်းအချင်းစခဲနဲ့ရောက်သွားရောဖျားเจ้าကဒီ priest တွေကိုလူပိုကြီးတွေလိုသဘောထားပြီးလူမှုပုံဝင်စီနဲ့ပစ်ထည့်လိုက်ကြတယ်ပြီးကစစ်ပွဲကြီးပြီးသွားပြီလို့ကြေညာလိုက်တာပေါ့နှစ်တေအကြာမှာတော့ကျွန်တော်တို့ဇက်လိုက် priest ရဲ့ညီဖြစ်သူအိုဝမ်ရဲ့အိမ်ကိုဖုတ်ကောင်တွေဝန်းတိုက်ပါလေရောညီမဖြစ်သူ Shannon အသက်ခံရပြီးတမီးလေး Lucy ကိုဖုတ်ကောင်တွေကဖမ်းသွားတယ်ဒီသတင်းကြတော့ priest ကဘုရားကျောင်းကိုသွားပြီးခွင့်တောင်းတယ်ဖုတ်ကောင်တွေထင်ပေါ်လာပြီးငါသွားကယ်မှချွတ်မယ်ပေါ့ဒါပေမဲ့အထက်ကလူကြီးတွေကမဖြစ်နိုင်တာဖုတ်ကောင်တွေကမျိုးတုံးသွားပြီဆိုပြီးခေါင်းမာနေကြတယ်priest လည်းဂယုမဆိုင်တော့ပဲဖះเจ้าရဲ့စီကန်းတွေကိုချိုးဖောက်ပြီးသူ့တူမလေးကိုကယ်ဖို့မျိုးပင်ကိုထွက်လာခဲ့တော့တာပေါ့လမ်းမှာလူစီရဲ့ရီးစားထစ်သူနေမြေကန်ရဲဖို့ Hicks နဲ့စုံတယ်ပြီးတော့ priest နဲ့အရင်ကတွေကတွဲတိုက်ဖူးတဲ့ priestess ဘုံတော်ကြီးမကလည်းသူ့ကိုကူညီဖို့ရောက်လာတယ်သူတို့တဲလွန်စားနောက်လိုက်ရင်တိလိုက်ရတာကဒါဟာရိုးရိုးဖန်စီမှုမဟုတ်ပဲမြို့ကြီးတွေကိုတိုက်ခိုက်ဖို့ကြံစီနေတဲ့အစီအစဉ်ဒီတစ်ခုဗျာဖုတ်ကောင်တွေကယထာကြီးတစည်းနဲ့မြို့ကြီးတဲ့စီချီတက်နေကြတာပူဆိုးတာကဒီဖုတ်ကောင်တွေကိုဥဆောင်နေတာကလူသားဖုတ်ကောင်ဖက်နေတဲ့ black hat ဆိုတဲ့တယောက်သူကအရင်က priest ရဲ့ရဲဘော်ရဲဘတ်စစ်ပွဲတုန်းက priest ကိုကယ်ဖို့ကြိုးစားပေမဲ့မကယ်နိုင်ခဲ့တဲ့တငယ်ချင်းကြီးဖြစ်နေတာ black hat ကမင်းတို့ဖျားเจ้าကမင်းကိုပြစ်ပယ်ထားတာငါတို့ဘက်ကူလာပါလို့ priest ကိုဆွဲသေးတယ်ဒါပေမဲ့ priest ကတော့မရဘူးအဲ့ဒီချိန်မှာပဲနောက်ထပ်ရှူဝက်ချက်တစ်ခုပေါ်လာတာက Lucy ဟာ priest ရဲ့တူမမဟုတ်ပဲသူ့ရဲ့သမီးအရင်ကြီးဖြစ်နေတာပဲဖုံးတော်ကြီးကမိသားစုမရှိရဘူးဆိုတဲ့စီကန်းကြောင့်သူက Owen တို့စီမှာအထားခဲ့ရတာပေါ့ယထာကြီးပေါ်မှာတိုက်ပွဲကတော့တကိတဲ့ကိုအကျိတ်အနေပဲ priest နဲ့ black hat တို့ထိတ်တိုက်တွေ့ကြတယ် priestess ကတော့ယထာလန့်ကိုမိုင်းခွေးဖို့ကြိုးစားတယ်နောက်ဆုံးမှာတော့ priestess ရဲ့ပညာသားပါမိုင်းခွဲမှုကြောင့်ဖုတ်ကောင်နေပါတဲ့ယထာကြီးဒစီစီပောက်ကွဲသွားမှလေတော့ black hat လည်းမိထဲပါသွားပြီး priest ကတော့သူ့သမီးလေး Lucy ကိုဘေးကင်းကင်းနဲ့ကဲထုတ်နိုင်ခဲ့တယ်စက်သိန်းမှာတော့ priest ကမျိုးရဲကိုပြန်ဝင်သွားပြီးအထက်လူကြီးတွေရှိကိုဖုတ်ကောင်ကောင်းကြီးပစ်ချလိုက်တယ်စစ်ကွေးကအခုမှစတာလို့ပြောပြီးထွက်လာခဲ့တယ်သူဟာဘုရားကျောင်းရဲ့အမိန့်ကိုမဆောင်တော့ပဲကြံရှိနေသေးတဲ့ဖောက်ကောင်ဘရင်မကိုရှာပြီးနှိမ်နှင်းဖို့ priestess နဲ့အတူနေဝင်စည်းစာတဲ့ကိုဆိုင်ကယ်ကြီးစီးပြီးထွက်ခွာသွားရင်ဇလန်လေးပြီးဆုံးသွားပါတယ်ဗျာဒီလိုမျိုးစိတ်လှုပ်ရှားစရာကောင်းတဲ့တခြား action ကားလေးတွေအကြောင်းထက်တည်ခြင်းသေးလားဒါမှမဟုတ်ဒီ priest ရဲ့နောက်ဆက်တွဲဘာချစ်နိုင်လဲဆိုတာဆွေးနွေးကြည့်ကြမလား